ဟုတ်ကဲ့ဆရာအဲ့ဆိုရင်ဆက်ပြီးတော့မေးပြသေးဦးဆရာကြီးအခုအရန်ဟော့နေတဲ့ PG ကာလာခိုသွေးကိုကောဘယ်အချက်တွေကိုကြည့်ပြီးမှအဆုံးဖြတ်တာပါလဲရှင် PG ကာလာတစ်ခုကိုဆုံးဖြတ်ဖို့ဆိုတော့သူကတက်ချက်လေးတွေကတော့တော်တော်များတယ်ခင်ဗျာ ဟုတ်ကဲ့ပါ ဒါတော့သူကဟိုပါပေါ့ saturation တစ်ခုခန့်နဲ့ကိုပြီးသူပြောတော့ saturation 3တစ်ခုမှရှိနေအပြင်ကိုသူခရက်နဲ့ကျွန်တော်တို့ပြောရတဲ့ 4C ကဆက်ပြီးလိုက်လာတယ် 4C ထဲမှာတော့ဟိုပါပေါ့ weight တော့မပါဘူးပေါ့နော်ပထမဆုံးပြောတော့ကာလာပေါ့ကာလာ3ကသူတတ်မှတ်တဲ့ကာလာ situation တွေတုံးနေရှိရမယ်ရှိတဲ့အပြင်ကိုဒီကြားထဲမှာတော့ gravity အဆင့်ပါသွားတာပေါ့ gravity ဆိုတဲ့အချိန်မှာကျွန်တော်တို့အတူတူပြန်တော့ကျွန်တော်ပြောနေတာတွေးပြီးသားဟာပေါ့နော် ဟုတ်ကဲ့ပါ တွေးပြီးတော့မှဟို inclusion ကြီးမျက်နှာပြင်မှာပေါ်နေတယ်ဆိုရင်လည်းသူက beauty ကိုနှောက်ယှက်တယ်နော်နောက်တချို့ inclusion ကမဲနေတယ်ပေါ့နော်မဲဆက်ကြီးပေါ့ဒင်းမဲလို့ခေါ်ရတာမျိုးပေါ့နော်အဲ့လိုမျိုးပါနေလဲကျွန်တော်တို့ကဒီဟာကို vision black ပေးဖို့အတွက်ကိုကျွန်တော်ပြန်ပြီးတော့မှပြန်စဉ်းစားတယ်နောက်တချို့ဟာလေးကမျက်နှာမှာတော့လာရှစ်ကွက်မှာတော့လာတယ်ပေါ့နော်ဒါပေမဲ့မျက်နှာမှာအထက်ကလေးပေါ်လာတော့အလင်းလေးပေါ်လာတော့နောက်သူ့ရဲ့လှဖို့ကိုနောက်ဆက်တယ်ဆိုရင်လည်းကျွန်တော်တို့က vision black ပေးဖို့ကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားတယ်နောက် cutting ပေါ့နောက်တစ်ခုကတော့ cutting ပေါ့ cutting ကတော့သူ proportion တင်းတော်တဲ့ proportion ပေါ့နော်တအား perfect မဟုတ်ရင်တောင်မှတင်းတော်တဲ့ proportion ပေါ့သူမျက်နှာပြင်နဲ့သူချွန်းတယ်ပေါ့နော်တချို့ဟာတွေကချွန်းအရင်ထောက်ပြီးတော့မှဟိုအရေးမှုတ်နေတာရှိတယ်တချို့ကျတော့ချွန်းပါပြီးတော့မှအရေးဟာတာရှိတယ်ပေါ့နော်နောက်မျက်နှာပြင်မှာကျွန်တော်တို့ဘယ်လိုခေါ်မလဲအရေးကွက်တယ်နော်ဆိုကျွန်တော်တို့ဟိုဖြစ်နော်ဟိုပါပေါ့အပြည့်အဝအရေးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီ vision black ပေးဖို့ပြန်ပြီးတော့မှစဉ်းစားရတယ်ပေါ့နောက်တချို့ဟာလေးတွေကျတော့ကျွန်တော်တို့ပြောစရာတခုရှိတာတွေးထားတာတော့ perfect ပဲကျွန်တော်တို့မိုးကုတ်ဗဒမြားကအများနဲ့ခေါ်စင်းနေဆိုတာတော်တော်ရှားတယ်။ခေါ်လေးတာအမြင်နဲ့ပါကြတယ်။အဲ့တော့ကျွန်တော်တို့ကကြောက်တပိတ်ကို perfect တော့တွေးထားတယ်။နောက်ခေါ်လေးကတည်းကပါတယ်။ तू မျက်နှာပြင်တစ်ခုမှတော့ तू လာတယ်။ဒါလှုပ်နေတာလှုပ်တဲ့လူတွေပေါ့နော်။ဒါပေမဲ့တချို့ဟာတွေကကြောက်လေးတွေကဒီကြောက်ရဲ့မျက်နှာပြင်ကိုလဲလဲတဲ့အချိန်မှာသူ့ရဲ့ခေါ်လေးပေါ်လာတာပဲဖြစ်ဖြစ်အမျိုးလေးပေါ်လာတာပဲဖြစ်ဖြစ်ပေါ့နော်။သူ့ရဲ့ beauty ကိုနှောက်ယှက်သွားတယ်ဆိုရင်လည်းကျွန်တော်တို့ကဟိုဟာပေါ့သူ့ရဲ့ percentage ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဒီဟာကို vision black ပေးမလားမပေးလားကိုပြန်ပြီးဆုံးဖြတ်တယ်။ဟိုအလွယ်ကူဆုံးပြောရင်တော့ကျွန်တော်တို့ဟိုဟာပေါ့360 degree မှာဒီကြောက်တပိတ်ကိုကျွန်တော်ကြည့်ပြီးတော့မှဒီကြောက်ကိုဒီလဲသွားတဲ့အချိန်မှာကျွန်တော်ဘယ် degree မှာသူကအလားပြက်သွားတယ်ပေါ့နော်။နောက်ဘယ်လောက် degree မှာပြန်ပေါ်လာလဲ။သူ့ရဲ့အချိုးပုံမူတည်ပြီးတော့မှ90ဟိုပေါ့50ဆိုရင်သူတို့ဒီ vision black ပေးဖို့ပြန်ပြီးတော့စဉ်းစားတယ်။နောက်အနေမျက်နှာပြည့် degree အနည်းမှာပဲသူတို့ဒီဟာလေးပေါ်တယ်။ကျန်တဲ့တစ်ခုလုံးမှာလာတယ်ဆိုရင်တော့ကျွန်တော် vision black ပေးဖို့အတွက်ကိုပြန်ပြီးတော့မှဟိုလုပ်ပေးတယ်ပေါ့နော်အရန်ကိုသတိထားမယ်အချက်တွေအများကြီးပဲပေါ့နော် PG တပွင့်ထွက်လာဖို့ဆိုတော့တော်တော်ကိုမလွယ်ဘူးဒါတော့ဟို PG ကိုတန်ဖိုးရှိအောင်လို့ PG ကိုအများကြီးကိုသူ restrict လုပ်ထားတာပေါ့နော်ဒါကဟို international lab ကြီးတွေပြောတာပေါ့နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟိုကျွန်တော်တို့ဗဒမြားနီလာမှာ clarity အောင်းဝင်တက်အကြောင်းလေးကိုလည်းတစ်ချက်လောက်ကျွန်တော်တို့ဘူးတုတအဖြစ်နေနဲ့တစ်ချက်လောက်ရှင်းပြပေးပါအောင်လားဆရာဟုတ်ကဲ့ဟိုကြောက်တပွင့်မှာလည်းအဲ clarity ကအရင်အရေးကြီးပါတယ်ကျွန်တော်တို့နော်ဟိုဘယ်လောက်ထိရေးကြီးလဲဆိုတော့နှစ်ဖက်စလုံးပေါ့နော်ပညာရှင်တွေအတွက်ကောပညာရှင်တွေဘက်ကနေကြည်တာရောနောက်ပြီးတော့ဒီဟိုဟာ jewelers တွေနောက်ပြီးတော့ဒီ trade လုပ်တဲ့လူတွေအတွက်ကောကြည်ရင်ဟို inclusion စာအရင်အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်ပညာရှင်တွေအတွက်ကကြတော့ inclusion စာကျွန်တော်တို့အတွက်ကတော့ဟိုဝမ်းသာအားရပေါ့နော် inclusions ပါတဲ့ကြောက်ဆိုလို့ရှိရင်ကျွန်တော်တို့စစ်ဆေးရတာလွယ်ကူတယ်နောက်ပြီးတော့ locality တွေဖမ်းဖို့အတွက်ကျွန်တော်တို့အတွက်အထောက်အကူတွေအများကြီးရတယ်ဒါပေမဲ့ကုန်တယ်ဒီဘက်ကကျတော့ inclusion တွေပါလာပြီဆိုရင်ကြောက်ရတံပိုးကကျသွားပြီဆိုတော့အဲ့ဒါပေါ့နော်အဲ့တော့ကြောက်ရတံပိုးကဘာကြောင့်ကျလဲဆိုတော့ဒီ inclusion မှာတော့ကျွန်တော်တို့ကဟိုအပိုင်းကြီးခွဲထားတာပေါ့နော်အစဆုံးစမယ်ဆိုရင်ကျွန်တော် crack တွေပါပေါ့နော် crack ဆိုတာကတော့အဲ့ရာတွေနော်အဲ့ရာတွေရှိမယ်ပြီးလို့ရှိရင် feather လို့ခေါ်တဲ့အစီတွေရှိမယ်ပြီးရင်ကျွန်တော်တို့ silk လို့ခေါ်တဲ့ gore တွေ router လေးတွေပေါ့နော် router အဲ့ router တွေကအားလုံးနည်းနည်း thick ဖြစ်သွားရင်ကျွန်တော် silk လို့ခေါ်တယ်နော် router လေးပြောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ crystal လို့ခေါ်တဲ့အမြုပ်တွေအမြုပ်ဆိုတာကကျွန်တော်တို့အရာခေါ်အမြုပ်ပေါ့ crystal ဆိုတော့ကျွန်တော်တို့ကြောက်ထဲမှာကြောက်ကလေးပြန်ဝင်နေ crystal လုံးလေးတွေပေါ့နော်အဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ဒီကြောက်ရဲ့အလှကိုသူတို့ကဘယ်လောက်ထိဖြတ်နိုင်လဲဖြတ်နိုင်လဲဆိုတော့ဟိုမှာဟို crack ရှိတဲ့ကြောက်တပွင့်ပေါ့နော် crack ကရိုးရိုး crack လေးပဲဟိုချွန်းထိပ်မှာပဲရှိတယ်ဆိုရင်တော့သူကမျက်နှာကိုလည်းမရိုက်ဘူးဆိုရင်ဒီကြောက်ရဲ့တန်ဖိုးအများကြီးမထိဘူးဒါပေမဲ့အဲ့ crack ကဘယ်လောက်ထိသွားလဲသူက reach to the surface ပေါ့နော်မျက်နှာအထိကိုသူကရောက်သွားပြီမျက်နှာပြင်အထိရောက်နေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အဓိကကတော့ကျွန်တော်တို့ jewelers တွေသူတို့ဒီပဒိန်ဆရာတွေကအဲ့ကြောက်မျိုးဆိုရင်သူတို့ကြောက်တယ်ဘာလို့ဆိုများသောအားဖြင့်ကွဲတဲ့ဟိုအရှိမတာရကတွေလည်းရှိတော့အဲ့ကြောက်မျိုးဆိုရင်ဟိုဝယ်တဲ့လူလည်းအများကြီးလက်ရှောင်တယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဟာ feather ပေါ့နော် feather ဆိုတာအစီပေါ့နော်အစီပြစ်အဲ့ feather တွေကလည်းဥမာ feather လေးတစ်ခုနှစ်ခုရှိတယ်ဆိုရင်တော့ကြောက်ရဲ့အလှကိုမထိခိုက်ဘူးဆိုရင်ဒီကြောက်ရဲ့တန်ဖိုးကဘာမှတော့မဖြစ်သွားဘူးအရင်ကြီးဟို feather မှာပါတဲ့ကြောက်ထက်ဆိုင်တော့သူကတော့နည်းနည်းလေးဈေးစစ်ခံရမှာပေါ့နော်ဒါပေမဲ့ feathers တွေအများများသွားပြီးတော့သူ့ရဲ့ brilliancy ကိုသူထိခိုက်နေပြီဆိုလို့ရှိရင်ဒီကြောက်ရဲ့တန်ဖိုးကလည်း value လည်းကျသွားမှာအဲ့လိုပဲနောက်ပြီးတော့ silk ပေါ့နော် silk လို့က router လို့ခေါ်တာပေါ့နော်အဲ့ router ကကျတော့ဘယ်လောက်အထိရေးပါလဲဆိုကျွန်တော်တို့ဒီ
ဒီ locality တွေကြောက်တရဲ့ local တွေ original ကိုခွဲတယ်မြန်မာပြည်ကထွက်တာလားတီတီလည်းငါးကထွက်တာလားတခြားနိုင်ငံကထွက်တာလားဆိုတော့ဒီ silk ကကျွန်တော်တို့အတွက်အရန်အရေးကြီးတယ်ကျောင်းမဲ့ပညာရှင်တွေအတွက်ကပေါ့နော်အဲ့ silk ပါလို့ရှိရင်ကျွန်တော်တို့ကစိတ်ချမ်းသာတယ်ပေါ့နော်ဒါဒီကြောက်ကတိတ်စစ်စရာဟိုအရန်ကြီးခေါင်းမစားတော့ဘူးပေါ့ဒါပေမဲ့အဲ့ silk တွေကပါတဲ့ပါလိုက်ထက်ပမာဏထက်ပိုများသွားပြီအဲ့ကြံ thick အရန်ဖြစ်သွားပြီဆိုလို့ရှိရင်သူရဲ့ကြောက်ရဲ့ brilliance ကိုသွားထိကြိုက်တယ်တွေးထားတဲ့ဒီဟိုပါပေါ့နော်ဟို faceted တွေးထားတဲ့ tabla တွေးထားတဲ့ကြောက်ရဲ့ brilliance ကိုသွားထိကြိုက်ရင်လေကြောက်ကပွင့်အားမကောင်းတော့ဘူးအဲ့တော့ကြောက်ရဲ့တန်ဖိုးကျတယ်ဒါပေမဲ့အရင်တုန်းမှာတည်းက तू က silk က तू အရန် तू ကဟိုအရန် thick ဖြစ်နေတယ် तू အဲ့တော့ဘာဖြစ်လဲဆိုရင်တွေးတဲ့လူက tabla မတွေးတော့ဘူးဂေါ်ကြိုးတွေးလိုက်တယ်ဆိုရင်တော့သူ့ရဲ့ value ကတစ်မျိုးပြောင်းသွားတယ်။နော်အဲ့လို silk အရန်ထူနေတဲ့ကြောက်တပွင့်ကိုကိုက risk ယူပြီးတော့ tabla ပဲတွေးမယ်ဆိုရင်တော့တန်ဖိုးကတစ်မျိုးဖြစ်ဖြစ်။ဒါပေမဲ့သူ့ရဲ့ advantages ပေါ့နော်ဒါ silk ဟိုကပြော inclusion တစ်ခုရဲ့ဟိုကောင်းကျိုးဆိုးကျိုးပေါ့နော်အဲ့တော့သူ silk တွေကဂေါ်ကြိုးဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုရင်ကြောက်သွေးစရာဂေါ်ကြိုးဖြစ်တွေးလိုက်လို့ရှိရင်သူ့ရဲ့တန်ဖိုးကခုနက tabla တွေးမှထက်ဆိုင်သူကတန်ဖိုးကတက်သွား။အဲ့ဒါမျိုးလေးရှိတယ်ပေါ့နော်ပြီးတော့အမြုပ်ပေါ့နော် crystal လေးတွေဒီ crystal တွေကလည်းကျွန်တော်တို့ခုနပြော original ကိုဖမ်းတဲ့နေရာကျွန်တော်တို့ locality ကိုဖမ်းတဲ့နေရာမှာအရင်အေးကြည့်တယ်ဒီ crystal ပါလို့ရှိရင်တော့မြန်မာပြည်ကကြောက်ဒီ crystal ပါရင်တော့ကျွန်တော်တို့ဒီ Africa stone အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ crystal တွေကကြောက်ထဲမှာတစ်ပွင့်နဲ့နှစ်ပွင့်နဲ့တစ်လုံးနဲ့နှလုံးနဲ့ဆိုရင်တော့ကြောက်ရဲ့အလှကိုမထိခိုက်ဘူးပေါ့နော်တေးသေးလေးတွေ microscope နဲ့ကြည့်မှမြင်ရတယ်ဆိုတော့ပြဿနာမရှိပေမဲ့ဒါပေမဲ့အဲ့ crystal တွေကအရင်များသွားပြီတော့ကြောက်ရဲ့အလှကိုထိခိုက်တယ်နောက်ပြီးအဲ့ crystal ရဲ့ location ပေါ့ဘယ်နေရာမှာရှိတာလဲအမ table ရဲ့အလဲကောင်ကြီးတက်တဲ့မှာရှိနေဆိုရင်ကြောက်ရဲ့ခုနပြောတဲ့ကိုပေါက်ပြောလို့ပဲဒီ pigeons blood လို့ပြောတဲ့နေရာကျရင်တို့အများကြီးစဉ်းစားသွားတယ် table တက်တဲ့ကြီးမှာ crystal ကြီးမြင်နေရတယ်မ unedited eye နဲ့ကိုမြင်နေရတယ်ဆိုရင်တို့ PG ပေးဖို့တော်တော်စဉ်းစားသွားတယ်ကြီးတယ်အဲ့တော့ဒါမှမဟုတ်အဲ့ crystal ကဘေးမှာရှိရလားရှစ်ကွက်မှာရှိရလားချွန်းလေးမှာရှိတာလားတေးသေးလေးဆိုရင်တော့နည်းနည်းစဉ်းစားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဒါမှမဟုတ်ရင်လည်း crystal တွေကအများများနေတယ်တိတ်ဖြစ်နေတယ်ဆိုရင် crystal နေပြုံခဲပြီးတော့အဲ့တော့အပွင့်အဆူတွေထိခိုက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီကြောက်ရဲ့တန်ဖိုးကကျသွားပြီเนาะအဲ့ဒါကြောင့်ဟိုဒီ inclusion ဆိုတဲ့ကျွန်တော်တို့ကြောက်တန်ဖိုးဖြတ်တဲ့နေရာမှာအများကြီးအရေးကြီးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမြန်မာနိုင်ငံမှာထွက်တဲ့ဗရမ ्या နီလာတဲ့ကြောက်ထဲမှာပါတဲ့ inclusion နဲ့အခြားနိုင်ငံမှာပါတဲ့ကြောက်တွေရဲ့ inclusion ကရောတူညီပါသလားဆရာရှင်ဟုတ်ကဲ့ရှိတယ်ခင်ဗျကျွန်တော်တို့ဒီဟိုပေါ့ဟိုကျွန်တော်တို့ဟိုတိတ်ပတ်တိကျပြောတော့ဟို inclusion overlapping ပေါ့နော်ဟိုဗမာပြည်ကထွက်တဲ့အကြောက်တဲမှာပါတဲ့ inclusion နဲ့တလိလင်္ကာထွက်တဲ့ကြောက်တဲ့ inclusion နဲ့တွားပြီးတူတဲ့ဟာတွေပေါ့နော်အကုန်လုံးတော့မဟုတ်ဘူးတချို့ percentage လေးတွေကဟို inclusion နည်းသွားတဲ့ခါမျိုးကြရင်တော့တွားပြီးတိုက်ဆန်တာရှိတယ်ပေါ့နော် overlapping တက်ပြတ်တာရှိတယ်အဲ့ဒါကြောင့်လေကျွန်တော်တို့ဒီတက်ခွက်ကန်အကြီးဒီ international လက်တွေမှာဟို origin ပေးဖို့အတွက် certificate ထုတ်တဲ့အချိန်မျိုးမှာဟိုဟာပေါ့ origin လေးတွေကမှားကြတယ်ပေါ့နော်မှားကြတယ်ဆိုတာကျွန်တော်တို့တယောက်ကသူကဟိုဗမာလို့ယူဆတယ်တယောက်ကတိလိလင်္ကာလို့ယူဆတယ်ပေါ့နော်နောက် origin ပေးတဲ့နေရာမှာလည်းသူတို့ကဒီဟို inclusion တွေမဟုတ်ဘဲနဲ့ဟိုသူ chemical composition တွေဒီ grade တွေပေါ်မူတည်မှလည်းဟိုဟာဆုံးဖြတ်ကြတယ်ပေါ့နော်အဲ့တော့ inclusion ကဟိုတူနေတဲ့အခါမျိုးကြရင်သူတို့ကဒီရဲ့ chemical composition တွေဒီရဲ့ဟိုဟာဒီ grade တွေနဲ့ပုံပြီးတော့ပြန်ပြီးတော့မှဆုံးဖြတ်ကြတယ်အဲ့တော့ဟိုအဲ့ဒီ grade တွေပေါ်မူတည်ပြီးအာတန်တဲ့လူကတိလိလင်္ကာလို့ပေးလိုက်တယ်နောက်တချို့က Madagascar လို့ပေးလိုက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ inclusion ထပ်လို့လည်းကျွန်တော်တို့ဒီနိုင်ငံခြားlab တွေမှာဟိုကြောက်တဝင်းကိုပဲ inclusion တွေဟို origin တွေမျိုးထွက်ပြီးတော့မှထွက်ကြတာပေါ့နော်အဲ့ဒါကျေးဇူးပါအဲ့ခါကျရင်တွေ့ရတယ်ဆရာရဲ့ဟို certificate တွေမှာလीเนาะဟိုဒီနိုင်ငံကလို့လည်းရေးထားတယ် certificate 3ခုရေးထားတယ်3နိုင်ငံထွက်နေတယ်တွေ့ရတယ်တခုရှိတဲ့ခါကျရင် inclusion ကဟိုလုံလောက်တဲ့ inclusion မရှိရင်လေ origin ပေးလို့မရဘူးเนาะတီးတော့တီးနေတယ်ဒါပေမဲ့ကျွန်တော်တို့က proof ပေးလို့မရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဟိုအိုက်ဆင်သွားလို့ရှိရင်ကျွန်တော် origin ပေးလို့မရဘူးเนาะဟုတ်ကဲ့ကျေးဇူးပါဆရာကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့ရှေ့မှာ color နဲ့ clarity အကြောင်းပြောပြီးပြီဆိုတော့ကျွန်တော်တို့ဒီ cutting အကြောင်းလေးလည်းတစ်ချက်လောက်ရှင်းပြပေးပါဦးနော်ဆရာတစ်ချက်လောက် cutting ကတော့ခုနပြောတဲ့ 4C ထဲမှာလည်းပါပြီးသားဆိုတော့သူကလည်းအရေးပါတဲ့နေရာတစ်ခုဒါပေမဲ့ cutting ကကြတော့ခုနပြောတဲ့ကြောက်တပွင့်ရဲ့ဘယ်လိုပုံစံရလာလဲပုံမှာအရန်မှုတည်ပါတယ်အရေးကြီးတာပေါ့နော်အမှဒီသူ့ရဲ့ဟိုရလာတဲ့ဟိုကြောက်အရိုင်းတုံးပေါ့နော်အရိုင်းတုံးကဒီ cutting ကိုတွားမှာဆိုတော့လေဘယ်လိုပုံစံတွေးမလဲအရိုင်းတုံးတုံးရောက်လာရင်လို့ရှိရင်ကျွန်တော်တို့ကဟိုfaceted လို့ပြောတဲ့တာပလာသွေးမလားဒါမှမဟုတ် capuchin လို့ခေါ်တဲ့ကျွန်တော်တို့ဒီလုံချောသွေးမလားပေါ့အဲ့ဒါအရင်ဆုံးဖြတ်တာပေါ့နော်နောက်ပြီးတော့ဟို faceted လို့သွေးလို့ရတဲ့ဟာတွေကတော့အများကြီးပေါ့နော်သူက clarity နည်းနည်းကောင်းတယ်ပေါ့နော် inclusion တွေနည်းတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကရိုးရိုးတာမန်ဂေါ်လေးတွေပဲပါတယ်ခုန silk လို့ခေါ်တဲ့ rutile လို့ခေါ်တဲ့ဂေါ်နည်းနည်းလေးတွေပဲပါမယ်ဆိုလို့ရှိရင်တော့သူက faceted သွေးလို့ရတယ်ပြီးလို့ရှိရင်အရန်များတယ်ခုနကျွန်တော်ပြောလိုမျိုးသူကဂေါ်တွေကအများကြီးတိတ်ဟိုပြည့်ကျက်နေတယ်နော် silk တွေအရန်ဟို silk လို့ပြောတဲ့ဟိုဟာဂေါ်တွေကပြည့်ကျက်နေဆိုရင် तू ကတော့တာပလာသွေးလိုက်လို့ရှိရင် သူကတန်ဖိုးကတက်လာမှာမဟုတ်တော့ဘူးတာပလာကတော့လုံးကျော်ထက်တန်ဖိုးရှိပေမဲ့ तू က
ဂေါ်ဂျိုးထွက်မဲ့ကြောက်မျိုးဆိုလို့ရှိရင်တော့သူကဂေါ်ဂျိုးလုံကျော်သွေးမှရအောင်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးကရှိတဲ့နဲ့တန်ဖိုးပြန်ဖြစ်သွားမှာပေါ့နော်အဲ့ဒါကကြောက်သွေးဆရာရဲ့ဆုံးဖြတ်ချက်ကအများကြီးအရေးကြီးတယ်ပြီးတော့ခုနပြောလို့ cutting မှာဆိုရင်ကျွန်တော်အများအားပြောချင်နေတာတခုကလေဒီမှာအများမီယိုးဖလာသွေးတယ်လို့တချို့တွေကပြောကြတာပေါ့နော်မိုးကုတ်သွေးပြောတယ်ဘာဖြစ်လဲဆိုတော့သူက weight ကိုဦးစားပေးတဲ့ကြောက်သွေးဆရာကြီးတချို့အရင်တုန်းကရှိကြတယ်အခုတော့နောက်ပိုင်းတော့နည်းနည်းလေးတော့ပြင်လာကြပါတယ်သူကကြောက်ရဲ့အရာပေါ်မှာမူတည်ပြီးတော့သူကweight ကိုများလိုချင်တယ်များလိုချင်တော့ကြောက်ကိုတိတ်ပြီးတော့မတိုက်တော့ဘူးမပုတ်တိုက်တော့ပဲနဲ့သူကရှိတဲ့အတိုင်းလေးပဲသူကပုံအကွက်ရိုက်လိုက်တယ်အကွက်ရိုက်လိုက်တော့ဘာဖြစ်လဲဆိုသူတွေးထားတဲ့ကြောက်ကဘဲဦးလို့ခေါ်တဲ့ over လားအဝိုင်းလား round ဖြစ်နေတာလားတော့မသိတခါကျရင်အဝိုင်းပြက်ခေါ်တာအဲ့လိုမျိုးတွေဖြစ်တယ်ဒါပေမဲ့ cushion လား round လားတော့မသိဘူးအဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့ချွန်းကြီးတွေကသူ့ချွန်းခုနကိုပေါက်ပြောလို့သူ့ချွန်းသူ့ပယ်ရှိရမယ်ဟာမရှိဘဲနဲ့ချွန်းကြီးတွေကဆွဲနေတယ်ချွန်းပယ်ကြီးကကျင်းနေတယ်အဲ့လိုဒါမှမဟုတ်ချွန်းကအရန် share လို့ဖြစ်နေတယ်အဲ့ဒါတွေကိုမပြင်ဘူးပယ်ကိုပဲယူထားတယ်အဲ့ကျရင်ကြောက်တွေက window ဖြစ်သွားတယ်ခုနပြောလို့PG ရတဲ့သားနဲ့ရတဲ့ရဲ့သားနဲ့မရဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါ cutting ကအရန်အရေးကြီးတယ်နောက်ပြီးကြတော့ကျွန်တော်တို့ဒီမျက်နှာယူတာပေါ့နော်မျက်နှာယူတာကျွန်တော်တို့ဒီဗရမ ्या နီလာလို့ခေါ်တဲ့ကြောက်ကကျွန်တော်တို့ကြောက်ရည်လန်းလို့ခေါ်တာပေါ့နော်မိုးကုတ်မှာဆိုတော့ကြောက်ရည်လန်းခေါ်တယ် paleocrate color ပေါ့နော် paleocracing color ဆိုတာရှိတယ်သူကတခြားangle တစ်ခုကနေကြည့်ရင်တခြား secondary color ဝင်လာတယ်အဲ့မျက်နှာရွေးတဲ့နေရာကလည်းအရန်အရေးကြီးတယ်ဟုတ်ကဲ့ပါကြောက်သွေးဆရာကကြောက်ရလာတဲ့ပုံမှာမူတည်ပြီးတော့ तू ကသူ့ရဲ့အတွေ့အကြုံတွေပါမှုတော့၎င်းဒါမှမဟုတ်ရင်ကြောက် weight ကြမှာတော့၎င်းဆိုပြီးတော့ तू ကရှိတဲ့ဒီ secondary color အရန် develop ဖြစ်နေတဲ့နေရာကိုမျက်နှာယူလိုက်တယ်သူကြောက် weight ရခြင်းလို့အဲ့ကြရင်ကြောက်က ruby ဖြစ်ပေမဲ့လည်း ruby မဟုတ်တော့ဘာဖြစ်လဲ purple sapphire ဖြစ်သွားတာတွေဖြစ်တယ်ဘာလို့ဆိုခရမ်းရောင်ကြီးကအရန်ပက်သွားတယ်အဲ့လို sapphire ပဲနီလာပဲဒါပေမဲ့နီလာက तू က secondary color အားကောင်းတဲ့နေရာကိုမျက်နှာထားလိုက်တော့ तू ကဘာလို့ဆိုviolet sapphire ဒီခုနပြောနေအစိမ်းရောင်အရန်ဖောက်တဲ့ငှက်ခါးရောင်လိုဖြစ်သွားတော့ကြောက်တံပိုးကအများကြီးကွာသွားပြီတကယ် sapphire နဲ့တကယ်နီလာနဲ့ruby နဲ့ကအရန်ကွာသွားတယ်အဲ့တော့ကြောက်သွေးတွေကလည်းအရန်အရေးကြီးတယ်ခုနပြောလို့weight ကိုဦးစားပေးတဲ့အတွက်ကြောင့်လည်းတခါလေကြောက်လို့ရှိရင်ကြောက်ကရတဲ့ဈေးကိုမရဘူးကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ဟိုကုန်တယ်တွေနဲ့တွေ့တိုင်းအမြဲတမ်းပြောတယ် weight ကိုဦးစားမပေးပါနဲ့ကြောက်ဆိုတာယရနာဆိုတာကကျွန်တော်တို့ beauty ကအရေးကြီးတာပါ beauty ကအရန်အရေးကြီးတယ် beauty ရဖို့ကပါဆို cutting proportion အရန်ကြီးတယ်ခုနဆရာပေါ့ပြောလို့ပဲအရန်ကြီး perfect ဖြစ်စရာတော့မလိုဘူးဒါပေမဲ့ proportion ကတော့သူရှိတဲ့ proportion ကတော့ရှိရမယ်သူ့ပယ်သူ့ချွန်းပေါ့နော်နောက်တော့မလို့ဟို steps ဆိုလို့ရင်ဘယ်နှ steps out ရှိတယ်ねအဲ့ဒါမှကြောက်က brilliancy ကောင်းလာမယ်အဲ့လိုမျိုးအဲ့ဒါဆိုလို့ရှိရင်သူကပွင့်အားကောင်းမယ်အခုကဘာဖြစ်လဲဆိုတော့တချို့ကငါကြောက်က9ကလတ်တန်တယ်4ကလတ်ရှိတယ်အဲ့ဟာကြီးကို weight ကြီးတွေကိုပြတယ်ကြောက်ကိုကြည့်လိုက်တော့ဘာဖြစ်လဲချွန်းကြီးကစောင်းနေတယ်တော့အဲ့မှာဟိုချွန်းနဲ့ပယ်နေကသူ့ချွန်းသူ့ပယ်မဟုတ်ဘူးဆိုတော့အနောက်မှာဟိုတောစာလို့ခေါ်တဲ့ကျွန်တော် chipping လေးတွေနောက်မှာရှိတယ်အဲ့ဒါလေးကိုတိုက်တင်ရတာနဲ့မတိုက်ထားတော့မျက်နှာမှာလင်းနေတယ်အဲ့တော့ဘာဖြစ်လဲ international ဈေးကွက်ကိုတွားတဲ့အခါကျရင်ဟိုကပညာရှင်တွေဟိုကကုန်တယ်ကြီးပြောတာ sorry ကုန်တယ်တွေကကြတော့ဒီဟာတွေကိုပြန်တိုက်မယ်သူကပြန်သွင်းမှာပဲဒီတိုင်းသူမရောင်းဘူးသူက high end user တွေကဒီလို shipping နေနဲ့ချွန်းကြီးစောင်းနေတာနဲ့ဘယ်သူမှဝယ်မှာမဟုတ်ဘူးသူကပြန်တိုက်ချမှာပဲအဲ့တော့ तू ကဝယ်ကြတဲ့ကဒီကုန်တယ်ရဲ့ကြောက်က4ကလတ်ဖြစ်ဖြစ်5ကလတ်ဖြစ်ဖြစ် तू ကပြန်သွင်းရင်ဘယ်နှကလတ်တင်မလဲ तू တွက်လိုက်ပြီ2ကလတ်တင်မယ်2ကလတ်ခွဲတင်မယ်အဲ့2ကလတ်ခွဲဈေးပဲ तू ပေးတာအဲ့တော့ဘာဖြစ်လဲဆိုတော့ तू ကအဲ့ပုံမှာသူ့ရဲ့ပညာနဲ့ तू ကစားသွားတယ်ဟိုဘက်ရောက်တော့ကြောက်က तू ဝယ်သွားတဲ့ကြောက်ကပို့ပြီးတော့မြတ်သွားတယ်အဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဗမာပြည်မှာ weight ကိုအရန်ဦးစားပေးနေတော့ကြောက်ကလှတဲ့လောက်မလှဘူးမလှတော့ကိုရတဲ့ဈေးကိုမရဘူးအဲ့ကိုစားရမယ်စားကွက်ကနိုင်ငံတကာလူတွေစားသွားတယ်အဲ့ဒါလေးပါကျွန်တော်အဲ့ cutting နဲ့ပတ်သက်လို့အဲ့ဒါလေးတော့ကျွန်တော် message တွေပေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာအဲ့ဆိုရင်ဆရာပြောခဲ့တဲ့စကားတွေအရဆိုရင် cutting ကကြောက်တပွင့်ရဲ့ beauty မှာအရန်အရေးကြီးတယ်အရန်အရေးကြီးပါတယ်အဓိကအကြဆုံးလို့တော့ပြောလို့ရတယ်ဟုတ်ကဲ့ဆိုအဲ့ဒါကြောင့်လဲကျွန်တော်တို့ကဒီဟိုကြောက်တွေကို cut လုပ်တာပေါ့အရင်တိုင်းပဲသွေးမယ်ဒီ cutting ပေါ်မှာပဲမူတည်ပြီးတော့ကြောက်ဈေးတွေကအများကြီးกว่าသွားပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာဆရာအဲ့ဆိုလို့ရှိရင်လေ 4C မှာပါတဲ့ကြောက်ရဲ့ weight နဲ့တန်ဖိုးကရောဘယ်လိုဆက်ပါတယ်လဲဆရာဆက်ပါတယ်ဒါပေမဲ့ခုနပြောလို့မောဟိုကြောက်ရှေ့က 3C ပေါ့နော် color လည်းအတူတူပဲဒီကြောက်2ပွင့်ရှင်ကြည့်မယ်ပေါ့နော်ကြောက်2ပွင့်ရှင်မှာ color လည်းတူတယ်နော် clarity လည်းအတူတူပဲ clarity grade ကလည်းအတူတူပဲအဲ့မှာ cutting ကလည်းပုံစံကလည်းအတူတူပဲ cutting proportion တွေလည်းတူတယ်ဆိုလို့ရှိရင်တော့ weight များတဲ့ကြောက်ကပို့ပြီးတော့ဈေးရတယ်ပေါ့နော် weight ကဒီခုနပြောတဲ့ဒီ weight ကဆိုလို့ရှိရင် weight များတဲ့ကြောက်ဆိုတာထက်ပိုလဲရှားလာတယ် weight က3ကရက်
ရနိုင်တဲ့ ruby တပွင့်နဲ့9 crash ရှိတဲ့တပွင့်ထွက်တဲ့နှုံးက percentage အရန်กว่าတယ်ခုနကဆိုပမာပြီးမှဆိုနောက်ပိုင်းဆိုရင်မရှိတဲ့လောက်တောင်ရှားလာတယ်ကျွန်တော်တို့ဒီအဲ့ဒါကြောင့်ဆိုတော့အဓိကတကယ်လို့အကြမ်းမြင် general ပြောမယ်ဆိုလို့ရှိရင်တော့ခုနပြောရဲ 3C2 မယ်ဆိုရင်တော့ weight ကအရေးကြီး weight ပုံမှာမူတည်ပြီးတော့ value กว่าသွားပါတယ် ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာ ကျွန်တော်တို့မြန်မာနိုင်ငံမှာထွက်ရှိရာဒေတာရှေ့မှာဆရာပြောခဲ့တယ်မြန်မာနိုင်ငံမှာထွက်ရှိရာဒေတာမှာဖြစ်တဲ့မိုင်းရှူပရမညာအကြောင်းလေးလည်းတစ်ချက်လောက်ရှင်းပြပေးပါအောင်လားဆရာဟုတ်ကဲ့မိုင်းရှူကတော့ကျွန်တော်တို့ဟာပေါ့1990နောက်ပိုင်းမှာလူတွေတီးကြပြီးတော့မှဟိုဈေးကွက်ထဲဝင်လာတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာထွက်လာတယ်မိုင်းရှူမှာအဓိကကျွန်တော်ပြောချင်တာမိုင်းရှူကိုကျွန်တော်တို့ပြောလိုက်တာ ਨੇ ကျွန်တော်မြန်မာနိုင်ငံလူတွေကတော့မိုင်းရှူနဲ့ယဉ်နီးပြီးသားဖြစ်တယ်မိုင်းရှူကြောက်လို့ဗမာလို့ပြောရတာ ਨੇ မျက်စိတွေမှာမြင်တာအမဲအောင်နဲ့ဟိုအနီအောင်ကြောက်တယ်မှာအမဲအောင်ဟိုဘလူးကိုနဲ့ပေါ့နော်အမဲဆက်ကြီးနဲ့ဆိုမျက်စိတွေမှာမြင်ရတာပေါ့နော်တကယ်လဲတော့ဟိုဘလူးကိုလေးပါတဲ့အတွက်ကျွန်တော်မိုင်းရှူမှာထွက်တဲ့မြကြောက်တည်ရ90ရာခိုင်နှုန်းကကျွန်တော်တို့ဒီမီးဖုတ်ပြုတ်ပြင်တယ်ပေါ့ဒီအမဲကိုထွက်သွားအောင်အာယုံကိုပြုတ်ပြင်နေမှာပဲကျွန်တော်ဒီစံဖြစ်တဲ့သူ့ရဲ့အလားကိုရတာပေါ့နော်အဲ့တော့ကျွန်တော်တို့မိုင်းရှူကိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှိမှဒီမီးဖုတ်တဲ့မီးပညာမရှိဘူးနော်ဟိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဟာကိုမီးဖုတ်မထွက်တဲ့ယူရီးယားကဒီမီးဖုတ်တဲ့မီးပညာကိုပဲသူတို့ကအဓိကပြုတ်ပြင်ဒီစီဝိုင်းလောက်စားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မမာဘီကထွက်တဲ့မိုင်းရှူအားလုံးကဒီယူရီးယားကိုရောက်သွားကြတာပေါ့နော်အဲ့တော့ percentage အနေအများလောက်မှာပဲကျွန်တော်တို့နိုင်ငံမှာပဲကြံခဲ့ပြီးတော့မှဟိုရောင်းဝယ်လောက်ကြတာပေါ့နော်ဒါတောင်မှကျွန်တော်တို့ဟိုဟာဟိုပေါ့လူတွေအားလုံးကမိုင်းရှူးအကြောင်းကိုဈေးကွက်ကိုတိတ်ပြီးနားမလဲကြဘူးပေါ့နော်အဲ့လိုဖြစ်ကြတာပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်လေမိုင်းရှူးပဒမြာကောဝယ်ယူစုဆောင်တဲ့ပဒမြာထဲမှာပါလားဆရာဝယ်ယူစုဆောင်တဲ့ပါလားခင်ဗျဘာဖြစ်လဲဆိုတော့သူလည်းပဒမြာတဝက်ပါပဲခဏနေကကျွန်တော်ပြောသွားသလိုပေါ့ကျွန်တော်တို့ရှီရတာဟိုမိုင်းရှူးလို့ပြောရတာအမဲဆက်ကြီးကိုလမ်းမြင်တာပေါ့ဒီများနိုင်ငံမှာအဲ့လိုမမြင်ပါဘူးနော်ဟိုဟာမဖြစ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရှီမှာအစွဲလေးတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ကုန်တယ်တွေကဟိုကိုယ့်နိုင်ငံကကြောက်ဗရမများကြီးအများကြီးပေါ်ခဲ့တဲ့အချိန်ဖြစ်တာပေါ့အဲ့ဒီအချိန်ကနော်အဲ့တော့ဟိုမဟုတ်ဘူးဗရမများရောင်းနေတဲ့လူကမိုင်းရှူးဗရမများအယောင်းဝယ်မလုပ်ကြဘူးကျွန်တော်မေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သူတို့ဒီမိုင်းရှူးဗရမများကိုအယောင်းဝယ်လုပ်လို့ရှိရင်သူတို့အရင်ကရောင်းနေတဲ့မိုင်းဟိုမဟုတ်ဘူးဗရမများတွေရောသူတို့မိုင်းရှူးတွေများညက်ရောင်းထားမလားဆိုပြီးတော့သူတို့စိုးရင်ကြတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မိုင်းရှူးကိုကျွန်တော်တက်ခွက်ကနေမှလာစီလို့မိုင်းရှူးတို့အဖြေထုတ်လိုက်ရင်ကိုမယ်သူတို့ကဟိုရောင်းဝယ်မလုပ်တော့ဘူးအတူတူပဲသူတို့ပြန်ပြီးတော့မှ return ပြန်ပေးကြတယ်ပေါ့နော်အဲ့ဒီခါကျတော့ရောင်းဝယ်မလုပ်ကြတဲ့အတွက်လည်းဈေးကွက်ကိုမတိကြတော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရှီယာမိုင်းရှူးထွက်တဲ့အားလုံးဟာပြည်တွင်းမှာတိပြီးတော့မှရောင်းဝယ်မလုပ်ကြတဲ့အတွက်ပြည်ပကိုထွက်ပြီးတော့မှယူရီးယားကိုပဲအဓိကထားပြီးတော့ရောင်းရတဲ့အဆင့်ကိုဖြစ်သွားကြတာပေါ့နော်အမှန်တော့စုဆောင်းတဲ့စီးရင်ထဲမှာမိုင်းရှူးကပါပါတယ်နော်အခုဆိုရင်မိုင်းရှူးပြည်များကောင်းကောင်းတပွင့်ဟာလေမဟုတ်ဘူးပြည်များနီးနီးဈေးဖြစ်နေပါပြီဟုတ်ကဲ့ပါရှားလဲတော်တော်ကြီးရှားပါပါဟုတ်ဆရာအပြင်မှာလည်းအဲ့လိုပဲမိုင်းရှူးစီကတော်တော်မြင့်ပါတယ်ဆရာဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာ